အားလုံးပဲမင်္ဂလာပါကျွန်တော်ရဲ့ channel မှာကြိုဆိုပါရစေကျွန်တော်ကဒီနေ့ပြပြသွားမယ့်ဗီဒီယိုကတော့ကျွန်တော်တို့ Gmail အသစ်ဖွင့်တွေကိုပြပြပေးသွားမှာဖြစ်ပါတယ်စိတ်ဝင်စားရင်အဆုံးထိကြည့်တော့ပေးပါဦးကျွန်တော်ရဲ့ channel လေးကိုလည်း like and subscribe လေးလုပ်သွားပေးပါဦး Okay အဲ့ဒါဆိုကျွန်တော်တို့စလိုက်ကြအောင်ကျွန်တော်တို့ Gmail app တွေဝင်လိုက်ပါ Gmail app တွေရတယ်လည်းကျွန်တော်တို့ဒီမှာအပေါ်နာအဆက်ကလေး30ဆိုတာရှိတယ်အဲ့ဒါကိုထိုင်လိုက်ပါနှိပ်လို့ပြတဲ့ကျွန်တော်တို့ဒီမှာအောက်နေနေဆွတ်တယ်လို့ရှိရင်အပေါ်နေနေဆွတ်တယ်လို့ဆိုလို့ရှိရင်ကျွန်တော်တို့ဒီမှာအောက်မှာ setting ဆိုပြီးရှိတယ်အဲ့ဒါကိုထိုင်လိုက်ပါထိုင်လို့ပြတဲ့ကျွန်တော်တို့ဒီမှာအောက်မှာကျွန်တော်တို့ add account ဆိုပြီးရှိတယ်အဲ့ဒါကိုထိုင်လိုက်ပါထိုင်လို့ပြတဲ့ကျွန်တော်တို့ဒီမှာ Google ဆိုပြီးပေါ်လာပါမယ်ပေါ်မှာကျွန်တော်တို့ Google ကိုနှိပ်လိုက်ပါနှိပ်လို့ပြတဲ့ကျွန်တော်တို့ဒီလိုမျိုးပေါ်လာပြီဆိုလို့ရှိရင်ကျွန်တော်တို့ဒီမှာမိမိတို့ကကိုကကျွန်တော်တို့ဒီမှာအပြင်က lock ခက်တဲ့ဟာကို lock ခက်တဲ့ဟာနဲ့ဖွင့်ပေးရမယ်ဖြစ်ပါတယ်။ဘာလို့လက်ပွေရနဲ့ဖွင့်လိုက်မယ်။ Okay အဲ့ဒါဆိုကျွန်တော်တို့ဒီမှာ Gmail အသစ်ဖွင့်မယ်ဆိုလို့ရှိရင်အောက်ကကျွန်တော်တို့ create account ကိုနှိပ်ရပါမယ်။ကျွန်တော်တို့ဒီနေရာမှာ personal use ကိုပေါ်ဟာကိုနှိပ်လိုက်ပါ။နှိပ်လို့ပြီးရင်ကျွန်တော်တို့ဒီမှာ first name နဲ့ last name ဆိုပြီးရှိရဲအဲ့ဒါကိုကျွန်တော်တို့ဒီမှာကိုဖွင့်တဲ့ name ကိုကျွန်တော်တို့ထည့်ပေးရမယ်ဖြစ်ပါတယ်ကျွန်တော်ကတော့ကျွန်တော်ရဲ့နာမည်နဲ့ဖွင့်လိုက်မယ်။ကျွန်တော်ပြီးလို့ရှိရင်ကျွန်တော်တို့ဒီမှာ next ကိုနှိပ်လိုက်ပါ next ကိုနှိပ်လို့ပြီးရင်ကျွန်တော်တို့ဒီနေရာမှာကျွန်တော်တို့ session တိုင်းပြင်ရပါပြီကျွန်တော်ကဒီမှာထောက်လေးထည့်လိုက်မယ်ကိုကြိုက်တဲ့ဟာကိုထည့်လို့ရပါတယ်စီဂျင်နဲ့ပြင်ရပြီကျွန်တော်တို့ဒီနေရာမှာကျွန်တော်တို့ဒီမှာ female ဆိုတာကျွန်တော်မိန်းမဖြစ်တဲ့ကျွန်တော်ကတော့ယောက်ျားဖြစ်လို့ကျွန်တော်တို့ဒီမှာ mid ကိုထည့်လိုက်မယ်ပြီးလို့ရှိရင်ကျွန်တော်တို့ဒီမှာအောက်ကကျွန်တော်တို့ next ကိုနှိပ်လိုက်ပါ Okay next နှိပ်လို့ပြီးရင်ကျွန်တော်တို့ဒီမှာအောက်အပေါ်ကနှစ်ခုကကျွန်တော်တို့ဒီမှာသူတို့ကပေးထားတာကအပေါ်ကနှစ်ခုကိုပေးထားတယ်ကျွန်တော်တို့ဒီမှာအောက်ကဟာကျွန်တော်တို့ဒီမှာအပေါ်ကသူတို့ပေးထားတဲ့ဟာမကြိုက်ဘူးဆိုလို့ရှိရင်ကျွန်တော်တို့အောက်ကကိုနှိပ်ပြီးတော့ကျွန်တော်တို့မိမိကြိုက်တဲ့ပုံစံမျိုးလုပ်လို့ရပါတယ်ကျွန်တော်တို့ဒီမှာအပေါ်ကဟာပဲယူလိုက်တော့မယ်ယူလို့ပြီးကျွန်တော်တို့ဒီမှာအပေါ်ကဟာနှိပ်လိုက်ပါနှိပ်လို့ပြီးရင်ကျွန်တော်တို့ဒီနေရာမှာကျွန်တော်တို့ဒီမှာ next ကိုနှိပ်လိုက်ပါ next ကိုနှိပ်လို့ပြီးရင်ကျွန်တော်တို့ဒီနေရာမှာကိုကြိုက်တဲ့ password ထည့်လိုက်ပါကိုကြိုက်တဲ့ password ထည့်လိုက်ပါ password ကျွန်တော်တို့ထည့်လို့ပြီးတယ်နဲ့ကျွန်တော်တို့ password ကိုမှတ်ထားရမှာဖြစ်ပါတယ်ကျွန်တော်ဒီမှာ next ကိုနှိပ်လိုက်ပါ next နှိပ်လို့ပြီးတယ်ကျွန်တော်တို့ဒီမှာအပေါ်နေနေဆွဲတင်ပါဒီမှာ agree ဆိုပြီးရှိတယ်အဲ agree ဆိုပြီးရှိတယ်အဲ့ဒါကိုထည့်လိုက်ပါ Okay ရပါပြီကျွန်တော်ကဒီမှာပါဒီမှာကျွန်တော်ခုနဖွင့်နေတဲ့ဟာဒီမှာပါ Okay အဲ့ဆိုအားလုံးကိုရမယ်လို့မျှော်လင့်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်